အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Steven ပဲဖြစ်ပါတယ်ခင်ဗျဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်က Wolverine Blood Fruit ကိုစော်သွားမှာလေးဖြစ်ပါတယ်ကျွန်တော်တို့က Blood Fruit ထဲမှာဘာလုပ်မှာလဲဆိုရင်တော့ကျွန်တော်တို့က Kazumi Island ကိုရှာသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ Kazumi Island ရှာတွေ့လားမတွေ့လားသိကျင်နေဆိုရင်တော့ဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဒီလိုနဲ့ပဲကျွန်တော်တို့က Digi Outpost ကိုရောက်သွားတယ်ပေါ့ကျွန်တော် Digi Outpost လေးရောက်ကျွန်တော်အမှလေတစ်စီးဝယ်လိုက်ရဗျလေလဲဝယ်ပြီးဘာဖြစ်သွားလဲဆိုတော့ကြည့်လိုက်ပါဘယ်မှမသိရတော်တော်တရားအမှကျွန်တော်ကိုလာတိုက်ရတယ်ပေါ့နော်ဒါနဲ့ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်လေးနှစ်ကောင်ပေါင်းပြီးတော့အကောင်ပြန်ကျုံခဲ့တယ်ပေါ့နော်ဒီညမှာဆိုဒီကောင်တိမ်လုံးကောင်ဖြစ်သွားသေးတယ်ဗျကျွန်တော်အဲ့ဒီချိန်မှာနောက်ထပ် lighting user တယောက်ရောက်လာတယ်ပေါ့နော်ပြီးလိုက်ပြီးရောကျွန်တော် short သွားတယ်ပေါ့ဗျာဒါနဲ့ပဲကျွန်တော်တို့နောက် late စီးဝယ်ပြီးရွက်လင့်ခဲ့ရပေါ့နော်ပြီးတော့ကျွန်တော် ship break တွေ့တာနဲ့ကျွန်တော်မှလည်း fuck man မရှိတော့ကျွန်တော်ဝင်ပြီးတော့ ship break လုပ်လိုက်တယ်ပေါ့နော်ship break ပြီးရတယ်ကျွန်တော်လေးတစ်စီးနဲ့ဆက်ပြီးရွက်လင့်ခဲ့တယ်ပေါ့နော်အမှပဲကျွန်တော် Terra ရှစ်ကြီးတကောင်ပေါ်လာရပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တငယ်ချင်းနဲ့ဝိုင်းပြီးကြုံနေပါတယ်ကျွန်တော်အမှတစ်ချက်ကင်ပေါက်တယ်ပြီးတော့နောက်တစ်ချက်အဲ့မှာကျွန်တော်လေးကိုတခြားတိမ်မောတွေလာတိုက်နေလို့တွားလုတ်ခဲ့ရသေးတယ်နောက်ဆုံးတော့ကျွန်တော်ကင်ပေါက်လိုက်တာ Terra ရှစ်ကြီးရှောသွားပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့တွေ့ကျင်နေတဲ့ Kazumi Island spawn လာတယ်ပေါ့နော် I got this အဲ့နဲ့ကျွန်တော်တို့အပေါ်တက်လိုက်ပြီးတော့ကျွန်တော်တို့ချက်ချင်းပဲအဲ့ဒီအလုံးကြီးကိုစကားပြောလိုက်တယ်ပေါ့နော်ကျွန်တော်တို့စကားပြောလိုက်တဲ့အချိန်မှာပဲဘယ်မှမသိတဲ့ကျွန်တော်အပြာရောင်အလင်းရောင်တစ်ချောင်းကမြေကြီးကနေကောင်းကင်ကိုဖောက်ထွက်သွားပါတယ်ပြီးရင်ကျွန်တော်ဘာလို့မှမသိလို့အမှကျွန်တော်တိုင်ပတ်နေရပေါ့နော်ကျွန်တော်တကယ်ကြီးကလေကျွန်တော်ကိုဘာလို့မှလည်းမပြောဘူးကျွန်တော်ကလည်းတခါမှမလုပ်ဘူးဆိုတော့တော်တော်လေးကိုတိုင်ပတ်ခဲ့ပါတယ်ပြီးတော့မှကျွန်တော်တငယ်ကြီးကကျွန်တော်အဲ့ဒီမိုးပေါ်မှာပြန်နေတဲ့အပြာရောင်မီးလုံးလေးတွေကို like ကောက်ဖို့ပြောလို့ကျွန်တော် like ပြီးကောက်ခဲ့ပါတယ်အစာပိုင်းမှာတော့ကျွန်တော်တခုမှ like ကောက်လို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒါလေးတွေကထွက်ပြေးနေတာဗျာကျွန်တော်ခြေထဲမှာ like ဖမ်းနေရတယ်ဆိုတော့ဘလို့မှမမီဘူးဗျာအဲ့ဒါနဲ့ကျွန်တော်အပြေးမြန်အောင်ဆိုပြီးတော့ကျွန်တော်ရဲ့အိတ်ကတ်ထဲမှာရှိတဲ့ကျွန်တော်တို့လေရင်မှုအုပ်ထုပ်ကိုတက်လိုက်ပါတယ်အမှတော့ကျွန်တော်တို့တခုကိုစာပြီးတော့ရခဲ့ပါတယ်နောက်တော့ကျွန်တော်အထာနဲ့သွားပြီးတော့ကျွန်တော်ရည်ပြောင်းလိုက်ပြီးတော့ကျွန်တော်အမီလုံးလေးတွေကိုလိုက်ဖမ်းခဲ့ရပေါ့နော်အမှတော့ကျွန်တော်အလွယ်တကူရခဲ့ပါတယ်အမှပဲကျွန်တော်မီးတောက်ကလေး19ခုကိုရခဲ့ရပေါ့နော်အချိန်ကလည်း50စက္ကန့်ပဲကျွန်တော်မီးတောက်ကလေးတွေကိုကြောက်တုံးစီကိုတွားပေးလိုက်ပါတယ်ကျွန်တော်ပေးတဲ့အချိန်မှာဘာရလဲသိကျင်နေဆိုရင်တော့ခင်ဗျားတို့ပဲကြည့်လိုက်ပါကျွန်တော်အမှ19ခုပေးလိုက်တယ်ဘာရလဲဆိုတော့ကျွန်တော်သေးပြီးဆိုတဲ့ title လေးကိုကျွန်တော်ရသွားတယ်ပေါ့နော်အဲ့မှာကျွန်တော်အချင်းအားလည်းနည်းနည်းကြံနေတာဆိုတော့ဗျာကျွန်တော်ကြံတဲ့မီးတောက်ကလေးကိုနည်းနည်းဆက်စုခဲ့ရပေါ့နော်အဲ့နဲ့ကျွန်တော်နှစ်ခုရခဲ့ရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတွားပေးခဲ့ပါတယ်ဒီခါမှတော့ဘာဖြစ်လို့လဲမသိဘူးကျွန်တော်မရဘူးပေါ့နော်သူကလက်မခံဘူးလေဘာဖြစ်လို့လဲမသိအဲ့နဲ့ကျွန်တော်တို့လည်းလှေစီးပြီးတော့ထပ်ပြီးရွက်လင့်ခဲ့ရပေါ့နော် A few moments laterဒီခါမှလည်းကျွန်တော်တို့နောက်ထပ် Terra ရှက်ကြီးတစ်ကောင်ပေါ်လာတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့လည်းအဲ့ဒီ Terra ရှက်ကြီးကိုဝိုင်းပြီးကျုံခဲ့သေးပါတယ်ကျွန်တော်တို့ Mutant 2တစ်ချောင်းရခဲ့ရပေါ့နော်ပြီးတော့ကျွန်တော်တို့ Kazumi Island လိုက်ရှာပြီးပြီဆိုတော့ဘာမှလုပ်စရာမရှိတော့လို့အိမ်ပြန်ခဲ့ပါတယ်ခိုးရောက်တော့ကျွန်တော်တငယ်ကြီးက mansion မှာ fruit roll တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဘလောက်ကန်ကောင်းလဲဆိုတာခင်ဗျားတို့ပဲကြည့်လိုက်တော့ကျွန်တော်အဲ့မှာ Venom fruit ထပ်ပေါက်ရတယ်ဗျာသူ့မှာ fruit story မရှိဘူးဆိုတော့အဲ့ Venom ကိုကျွန်တော်ပဲယူလိုက်ပါတယ်ကျွန်တော်မှာ Venom နှလုံးရှိပါပြီပေါ့နော် Venom reward ကလည်းလာမှာလားတော့မသိဘူးဗျကျွန်တော်တော်တော်အဆင်ပြေပါပါပြီအော်ဒါနဲ့ဒီကောင်ကကျွန်တော်တကယ်ချင်း Richard ပေါ့နော်ပြီးတော့ကျွန်တော်တို့ဘလောက်ကန်ကောင်းလဲဆိုလို့ရှိရင် chest ထဲကနေ God Charlie ကြီးကောက်ရပါပါအားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုကြိုက်မိတဲ့ဆိုရင်ဗီဒီယိုလေးကို like ပေးပြီး channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါဦးအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်
bye bye